စပိန်နိုင်ငံ၌အမေရိကန်စစ်တပ်အားနှင်းထုတ်ရန်နိနေတိုမှနှုတ်ထွက်ရန်ထောင်ပေါင်းများစွာလမ်းပေါ်ထွက်ဆန္ဒပြဒေသတွင်းစစ်ပွဲကြောင့်စပိန်ပြည်သူများစိုးရိမ်ထိတ်လန့်နေသည့်တွင်ဒီကနေ့2026ခုနှစ်မတ်လ23ရက်မှာစပိန်နိုင်ငံမက်ဒရစ်မြို့တော်နှင့်ရိုတာမြို့ဒီမှာအမေရိကန်စစ်တပ်ကိုနိုင်ငံတွင်းကနေနှင်းထုတ်ဖို့အမေရိကန်စစ်အခြေစိုက်စခန်းအားလုံးပိတ်သိမ်းဖို့နဲ့နေတိုအဖွဲ့ကနေနှုတ်ထွက်ဖို့အတွက်လူထုအင်အားတောင်းကြည့်လမ်းပေါ်ထွက်ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်အခုလိုဆန္ဒပြရတဲ့အဓိကအကြောင်းရင်းကတော့အရှိအလဲပိုင်းမှာဖြစ်ပွားနေတဲ့စစ်ပွဲတွေပြင်းထန်လာတာကြောင့်စပိန်နိုင်ငံဟာမဟာမိတ်စစ်တပ်ဖွဲ့ထဲမှာပါဝင်နေတာကြောင့်တိုက်ရိုက်လက်စားချီတိုက်ခိုက်ခံရမှာကိုပြည်သူတွေကအကြီးအကျယ်စိုးရိမ်နေကြလို့ပါအထူးသဖြင့်ရိုတာနဲ့မိုရုံမှာရှိရဲ့ American လေတပ်နဲ့ရေတပ်စခန်းတွေဟာမြေထဲပစ်လက်စစ်စင်ရေးတွေအတွက်အဓိကကျနေတာကြောင့်အဝေးပစ်တုံးကြီးတွေနဲ့ပြစ်မှတ်ထားတိုက်ခိုက်ခံရနိုင်တဲ့ပထမဆုံးပြစ်မှတ်ထစ်လာနိုင်တယ်လို့ဆန္ဒပြသူတွေကယူဆနေကြပါတယ်ဆန္ဒပြပွဲမှာစစ်ပွဲကိုအလိုမရှိဆိုတဲ့စာသားတွေကင်ဆောင်ထားကြပြီးအစိုးရအနည်းနဲ့နိုင်ငံတကာစစ်ရေးကတိကဝတ်တွေထက်နိုင်ငံတွင်းတည်ငြိမ်ရေးနဲ့ကြားနေဝါဒကိုသာဦးစားပေးဖို့တောင်းဆိုနေကြပါတယ်။အထူးသဖြင့်ရေနံဈေးတွေ$100အထိထိုးတက်သွားတာဟော့မို့ရေးလက်ကြစစ်စင်ရေးတွေမှာစပိန်စစ်တပ်ပါဝင်လာရမယ့်အရေးတွေကိုပြည်သူတွေကလက်မခံနိုင်ဖြစ်နေကြတာပါ။